ဟိုေးဒူးရင်းသီးစားနေပါတယ်လို့အများလေးအဲ့ချိန်မှာပေါ့တေးကြအောင်လုံးမိတဲ့အတွက်စော်ဒီပါလို့နော် ကွာချိုးနေဒါကုန်သားမှာ ရှိုးဤစိတ် မသားပြရနော်မကြံသေးရဲ့မသားမယ်တော့မဒါသားမယ်တာအားခဲတာဒါမှဒါမှမဖြူနေရ မကုန်းပါဘူး အဲ့ဒါနော်သားကွာ ဒူးရင်းသီးအစီကြည့်ပဲတော့ဒါပဲကြည့်လိုက်အစီလေးကြည့်လိုက်အစီရထဲမှာတေးသေးလေးတွန်းတာအဲ့ဒါပဲရှိရအစီရ အစီရမှာတေးသေးလေးပဲရှိ အေးလို့အစီရတေးသေးလေး ပြောလို့မရဒင်းလေးကြိုက်တယ် ကျမတော့အရင်ကမကြိုက်ပါဘူးမကြဲတဲ့သူနောက်ကကြလို့ရှိရင်ဒူးရင်းသီးတွေမကြိုက်ဘူးကြိုက်ဘူးညင်းနေတဲ့သူအသိမကျွေးပါနဲ့ဘာဖြစ်လို့လဲဆိုတော့မကြိုက်ဘူးလို့ပြောတဲ့လူတွေကအရင်ကြောက်ဖို့ကောင်းပါတယ်ကိုရီတို့ပေါ့ရမ်းနာနာရင်တော့ဒူးရင်းသီးနဲ့ခံရတော့မခဲ့ဒူးရင်းသီးနဲ့ရရင်အော်ကလီဆန် တမဆိုအစိတ်နေအမကျွန်တော်ဒီနေ့တမရက်သားဒါမှဒါကျွန်တော်ဖြူမှကျွန်တော်မဖြူနိုင်တော့ ရေခဲတာထည့်ထား မစားနိုင်တော့ဖြစ်တော့ကျွန်တော်ဒါရက်ကျွန်တော်စားလိုက်မယ်နော်โอเคအားလုံးကျေးဇူးတင်ပါတယ်